ကန်းချီဘက်ကိုမေးတာတောင်မှပြန်မပြောနိုင်ပဲကလေးတွေကတော့ကိစ္စရေးတစ်ခုခုဖြစ်တော့မယ်သူတို့ဦးစော့ပင်တယ်များအဖွဲ့ဝင်ပါရတော့မယ်လို့ပြောနေခဲ့ပါတယ်ဦးစော့ဟာရွာထဲရောက်တဲ့အခါမှာတော့မနှက်ပြန်မနှက်ပင်တယ်များကြီးလာတိုက်ခိုက်ကြအောင်မှာမလို့အားလုံးထွက်ပြေးဖို့တကယ်လိုက်ပြောနေခဲ့ပေမဲ့ရွာသားတွေကတော့ထပ်ပြီးလိန်ပြောနေရလို့ထင်နေခဲ့ပါတယ်ကလဟဂျိုးလိုရိုးသားမယ်ဆိုရင်ရုံမဲလို့ပြောရတဲ့အချိန်မှာပဲဦးစော့တယောက်ကတော့ကလဟဂျိုးပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိသွားပါတယ်ဦးစော့ဘာလို့အရေးမကြီးဘူးရွာလူတွေကဘသူမှသူ့ကိုရှုံကြမှာမဟုတ်ဘူးမနှက်ပြန်မနှက်ရွာကိုတိုက်ခိုက်မယ်ကလဟဂျိုးရဲ့စီစဉ်တွေကိုဦးစော့ကတားနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားတွေပါအားလုံးကဦးစော့ကိုအဖက်မလုပ်တာကိုကလဟဂျိုးကတိနေခဲ့လို့သူ့ကိုဒီလိုပြောခဲ့ရဆိုပြီးသူ့ကိုသူမခံမရနိုင်ဖြစ်နေခဲ့ပါတယ်ခါရာဟာဒီမျက်မှန်လေးကိုမနှက်ပြန်ကလဟဂျိုးဒီရင်ကိုရောက်လာတာ3နှစ်ပြည့်တဲ့နေ့ဖြစ်လို့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေးခြင်းတယ်လို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းရွာသားတွေကဦးစော့ဘလို့ပြောမယုံကြည်ကြပဲဦးစော့ကအမြဲလိန်ပြောနေတဲ့သူမလို့ဦးစော့ကိုပဲအပြစ်ပေးဖို့လိုက်ဖမ်းနေကြပါတယ်ဒီလိုနဲ့ကလေးတွေကလည်းဇိုယိုတို့ကိုသူတို့ကပတိန်တွားနေကြနေရကိုခေါ်လာပြီးနာမီကလည်းကမ်းမပေါ်ကနေလူဗီကိုတွေးလိုက်ရပါတယ်ကမ်းမမြင့်ရနေပြုတ်ကြပြီးတေသွားပြီလားလို့နာမီကပြောနေခဲ့ပါတယ်တကယ်တော့လူဗီကစိတ်ညှို့ခံလိုက်ရပြီးတော့ခဏတာအိပ်ပျော်နေခဲ့တာပါဒီလိုနဲ့ဘာလို့မှမသိတဲ့ဦးစော့လဲနောက်ဆုံးတော့ခါရာစီယိုသာတွားခဲ့ပြီးအဖြစ်မှန်တွေကိုပြောပြခဲ့ပါတယ်ခါရာကိုတိုင်ရပါလုံးဝမယုံမကြည်နိုင်ဖြစ်နေပြီးဦးစော့ကိုလိန်နေရလို့ထင်နေရကြောင်းဦးစော့လည်းအတော်ခံစားသွားခဲ့ရပါတယ်တစ်ဖက်မှာလည်းလူဗီကဇိုယိုတို့ကလဂျောရဲ့အဖြစ်မှန်အားလုံးပြောပြလိုက်ပါတယ်ကလေးတွေကလည်းသူတို့ကပတိန်ရွာထဲကိုပြေးသွားတာဟာတွားအတိပေးရဖြစ်ရမယ်လို့ဆိုပါတယ်နာမီကလည်းအခုချိန်နောက်ဆိုရွာထဲရဲ့လူတွေကဒီเจ้าနေတိပြီးတော့ထွက်ပြေးဖို့ပြင်ဆင်နေကြလောက်ပြီးတော့ပြောလိုက်ပါတယ်ကလေးတွေကလည်းသူတို့ပစ္စည်းတွေစုပြီးတော့အမြန်ထွက်ပြေးရမယ်ဆိုပြီးတော့ပြေးပါတော့ခါရာဟာဦးစော့နဲ့အရင်ကပြောခဲ့တဲ့အကြောင်းလေးကိုပြန်တွေးတော့ရင်ဦးစော့ပြည့်အလိန်ပြောတာလေးတွေကိုပဲအရန်သဘောကျနေခဲ့တာပါဒါမဲ့အခုကိစ္စကတော့ဦးစော့ဟာကလာဂျိုးကို6တက်တုံးတာလို့ခါရာထင်နေခဲ့ပါတယ်ဒီလိုနဲ့ခါရာရဲ့အခန်းထဲကိုအဆောင်တစ်ယောက်ကဝင်လာတဲ့ဦးစော့လည်းခါရာကိုကလာဂျိုးလက်ကလှုပ်အောင်အတင်းဆွဲခေါ်သွားပါတော့ဒါမဲ့လေခါရာကလက်မခံပဲဦးစော့ပါကိုရိုက်ချလိုက်ပါတယ်ပြီးတော့စိတ်ပြတ်ဖို့ကောင်းတယ်လို့လည်းပြောလိုက်ပါတယ်ဦးစော့လည်းဘာမှပြန်ပြောနိုင်အောင်ဖြစ်နေတဲ့အချိန်မှာအဆောင်တစ်ယောက်ကရောက်လာပြီးဦးစော့ကိုတနက်နဲ့ပြစ်လိုက်ပါတယ်ရွာသားတွေကိုပါဦးစော့ကခါရာရဲ့အိမ်မှာတောင်းကျမ်းနေရလို့ပြောလိုက်ပါရဲ့ရွာသားရဲ့အားလုံးကလည်းဦးစော့ကိုပဲဝိုင်းပြီးတော့အပြစ်တင်ပြီးလိုက်ဖမ်းကြပါတော့ကလာတော့ကလည်းသူ့ဖွဲ့သားတွေကိုခေါ်လိုက်ပြီးသူ့အစီအစဉ်ကိုမနှက်ပြန်မနှက်ရောက်တာနဲ့စတင်တော့မယ်လို့ပြောနေခဲ့ပါတယ်ဦးစော့တယောက်ကတော့ခါရာရောသူ့ချစ်တဲ့ရွာလေးကိုပါဆုံးရှုံးရတော့မှကိုတွေးနေရင်မျက်ရည်တွေကျနေခဲ့ပါတယ်ဒီလိုနဲ့လူပယိုးရှိကိုရောက်လာပါတော့ကလေးတွေကလည်းသူတို့ကလာတော့အကြောင်းအားလုံးသိပြီးဒါကြောင့်ရွာထဲကလူတွေအားလုံးပင်တရမြတွေအကြောင်းကိုတတိပေးကြဖို့ဦးစော့ကိုပြောနေပါတယ်ဒါပေမဲ့ဦးစော့တယောက်ကတော့သူဘလောက်ပြောရွာသားတွေရောခါရာကပါသူပြောတာတွေကိုဘယ်သူမှမယုံကြပဲခလာတော်ရဲ့စကားကိုပဲယုံကြည်ကြလိမ့်မယ်ဆိုတာကိုသိနေခဲ့ပါတယ်ဦးစော့ဟာဟန်ဆောင်ရှီမောနေပြီးသူဟာကလာတော်ကိုစိတ်တူလို့ပင်တရမြတယောက်ဆိုပြီးတော့လူဆိုးဆိုပြီးတော့လိန်ပြောခဲ့တာလို့ကလေးတွေကိုလိန်ညာလိုက်ပါတယ်ကလေးတွေကလည်းဦးစော့ကိုတကယ်လေးစားခဲ့ပေမဲ့အခုတော့အထင်သေးသွားပြီလို့ပြောတာထွက်သွားကြပါတော့ဒီလိုနဲ့နာမီဟာဦးစော့ရဲ့တနက်ထီထားတဲ့တန်ရာကိုစိတ်ထိပ်ပေးနေတဲ့အချိန်မှာပဲလူဗီကတော့ဘာကြောင့်ကလေးတွေကိုဒီလိုလိန်ပြောလိုက်ရတာလဲလို့ဦးစော့ကိုမေးနေပါတယ်ဦးစော့ဟာလူလိန်တယောက်မလို့လူတိုင်းကဦးစော့ဘာပြောရှုံကြမှာမဟုတ်ပါဘူးမနှက်ဖြန်ဟာသူတို့အတွက်ရွာသားတွေအတွက်ပုံမှန်နေ့တွေလိုတာယာရဲ့နေ့တစ်နေ့ဖြစ်မယ်လို့ထင်နေကြပါတယ်ဒါကြောင့်ပဲသူပြောရဲ့စကားတွေကိုမယုံကြရဲ့ရွာသားတွေကိုဆက်ပြောမနေတော့ပဲမနှက်ဖြန်ကြရင်သူကိုယ်တိုင်ကမ်းခြေမှာပင်တရမြတွေကိုတွားတားစီမယ်လို့ဆိုပါတယ်တနေ့နဲ့ပြစ်ခံရရဲ့တပြက်စီးတွေနဲ့ရိုက်ပြီးတော့နှင်ထုတ်ခံရရဲ့ဆိုပေမဲ့ဒီရွာလေးဟာသူ့ရဲ့ရွာလေးဒီရွာလေးကိုသူချစ်တယ်အားလုံးကိုကာကွယ်ပေးခြင်းနဲ့ပြောရင်းနဲ့ဦးစော့ဟာငုံနေခဲ့ပါတယ်ဦးစော့တယောက်ကတော့စိတ်ထားကောင်းပြီးနောက်လိုက်တွေကိုပါဖယ်ထုတ်ကသူကိုယ်တိုင်စွန့်စွန့်ဆဆတယောက်တည်းတိုက်ပွဲဝင်ဖို့လုပ်နေရပဲလို့ဆိုလိုကပြောနေခဲ့ပါတယ်လူပီကလည်းလူစိုးတွေကအများကြီးရောက်လာမှာမလို့သူတို့ပါကူတိုက်ပေးမယ်လို့ပြောလိုက်ပါတယ်ဆိုလိုကဦးစော့ကြောက်နေတာမျက်နှာအောင်မှာပေါ်နေရပြောလိုက်တော့ဦးစော့ဟာသူကပင်လယ်ပြင်ရဲ့ရဲရင်နဲ့စစ်တီတော့ကပတိန်ဦးစော့မလို့လူအများကြီးနဲ့တိုက်ခိုက်ရလဲဘာမှမဖြစ်ဘူးလို့ပြန်ပြောပါတယ်အဲ့လိုမျိုးပါဇက်ကပြောနေပေမဲ့လေကြောက်လုံးလို့ဒူးတွေပါတုံနေခဲ့ပါတယ်လူဗီတို့တနာတာကိုမလိုချင်ပဲမကူညီခြင်းထွက်သွားလို့လည်းပြောနေခဲ့ပါတယ်ဒါကိုဆိုကသူတို့ကလှောင်ပြောင်နေရမဟုတ်ဘူးဦးစော့ရဲ့စိတ်ဓာတ်ကိုတကယ်လေးစားနေကြရမလို့ကူညီပေးခြင်းတယ်လို့ဆိုပါတယ်တနာစရာကောင်းတာတခုရဲ့တွန်းနေတော့သူတို့အသက်တွေကိုစွန့်လို့ပြီးကူညီပေးစရာလားလို့လူဗီကပြောလိုက်တော့ဦးစော့လည်းဝမ်းသာလုံးပြီးမျက်ရည်တွေပါကျလာပါတော့ဦးစော့ကမနှက်ဖန်ကြရင်ရွာကိုတိုက်ခိုက်ကြတဲ့အခါမှာရွာရဲကိုဝင်လို့ရတဲ့လမ်းကဒီတောင်ဆောင်လမ်းတစ်ခုပဲရှိကြောင်းဆိုပါတယ်ဒီတောင်ဆောင်လမ်းကလည်းကျင်းတော့လူအများကြီးဖြတ်တန်းသွားဖို့မလွယ်ကူကြောင်းသူတို့သာဒီလမ်းကနေပိတ်နေမယ်ဆိုရင်ရွာလဲအတိုက်ခိုက်ခံရမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်ဦးစော့ကလူဗီတို့အားလုံးဘာရည်ချင်းတွေရှိလဲမေးလိုက်တဲ့အခါမှာဇိုကခုတ်တာလူဗီကရှေ့ထွက်တာနာမီကခိုးပါလို့ဆိုပါတယ်
ဦးစော့တယောက်ကတော့ပုံးနာလို့ပြောလိုက်တော့အကုန်လုံးကသူ့ကိုဝိုင်းអော်ကြပါရဲ့ကလာဒေါတယောက်ကတော့ဟိုဘက်မြို့ကပြန်ရောက်လာပြီးတော့ခါရာကိုမေးမြန်းနေပါရဲ့မယ်ဘီဆိုရဲ့အိမ်တော်ထိန်ကသူမရှိတော့ဦးစော့လာပြီးတော့တောင်းကျမ်းသွားစိတ်တူစရာပဲဆိုပြီးတော့ပြောနေခဲ့ပါရဲ့ဦးစော့ကကလာဒေါဟာပင်တမတယောက်ဆိုပဲအလိန်ညာဝေကပြောသွားသေးရလို့မယ်ဘီကဆိုပါရဲ့ဒီလိုနဲ့ခုံပေါ်မှာဘူးလေးတစ်ခုကိုကလာဒေါကတွေ့သွားပြီးဒါဟာမနက်ဖြန်ကျရင်ခါရာကကလာဒေါဒီအိမ်ကိုရောက်လာတာ3နှစ်ပြည့်ပြီမို့လို့ခါရာကိုယ်တိုင်မှာပြီးခဲ့တဲ့အမှတ်တရလက်ဆောင်မျက်မှန်လေးလို့မယ်ဘီကပြောပြနေခဲ့ပါရဲ့ကလာဒေါဟာလက်ဆောင်ကိုဖွင့်ကြည့်လိုက်ပြီးမနက်ဖြန်ဟာအမှတ်တရဖြစ်နေမှာပါဒီညတည်းကသူ့သွေးပွတ်စုနေပြီးပြောကလက်ဆောင်ဘူးကိုခြေထောက်နဲ့နင်းပြီးတော့ဖြတ်စည်းပစ်လိုက်ပါရဲ့နောက်နိုင်နေငယ်ကြရင်သူစီစဉ်ထားရဖြစ်လာအောင်မှာမလို့ဟန်တော်မဆောင်နိုင်တော့ဘဲနဲ့ခါဝါစီရယူမဲ့လက်ဆောင်ဟာဒါလေးပဲမဟုတ်ဘူးဒီအိမ်တစ်ခုလုံးကိုယူမှာဆိုပြီးတော့သူ့ရဲ့ကြောင်လက်တဲ့ကက်ကလောတွေကိုထုတ်လိုက်ပါတော့ကလာဂျောရဲ့တယောက်မှန်ကိုတိသွားရဲ့မယ်ဘီကိုကက်ကလောနဲ့ခုတ်ပြက်လိုက်ပြီးမယ်ဘီလဲကြပြီးရဲ့နောက်မှာကလာဂျောဟာအိပ်ပျော်နေတဲ့ခါရာခန်းထဲကိုရောက်ရှိလာခဲ့ပါခါရာကိုတပ်ပြစ်ဖို့လုပ်ပေမဲ့တွေ့ဝေနေပြီးတော့မတက်ဖဲနေပဲပြန်ထွက်လာခဲ့ပါတစ်ဖက်မှာလည်းရွာကိုတိုက်ခိုက်ဖို့ပင်လယ်သမားတွေကတက်ကြွနေခဲ့ပြီးညတကောင်ရံပါတယ်ရွာကိုရွက်လင့်ဖို့ကပတိန်ချန်ကိုကအမိန်ပေးနေခဲ့ပါဦးစော့ကလည်းတောင်ဆောင်မှာချောစီလောင်းချထားပြီးပင်လယ်သမားတွေတက်လာလို့ချော်ကြရနဲ့ဝင်တိုက်ခိုက်မယ်ဆိုပြီးတော့သူ့အကြံကိုရှင်းပြနေခဲ့ပါမကြခင်ပင်လယ်သမားတွေလာအောင်မယ်ဆိုပါတော့တိနေကြရဲ့အတွက်သူတို့အားလုံးဟာတောင်ဆောင်မှာစောင့်နေခဲ့ကြပါဒီလိုနဲ့မနက်မိုးလင်းတာနဲ့ပင်လယ်သမားတင်မော်တစင်းဟာရွာကိုဖျက်ဆီးဖို့ရောက်လာခဲ့ပါလူဗီကလည်းကောင်းကင်လင်းထိန်နေအောင်ဘာလို့မလာသေးရလဲလို့မေးနေခဲ့ပြီးဦးစော့ဟာသူတို့အုပ်လိုက်ကြီးတေချာပုတ်ရောက်လာမှလို့တက်အပ်ပြောနေခဲ့ပါအဲ့ဒီအချိန်မှာပဲနာမီကအတန်တစ်ခုကိုကြားလိုက်ရရဲ့လို့ပြောတော့ဦးစော့ကလည်းမြောက်ဘက်မှာဒီလိုတောင်ဆောင်တစ်ခုရှိနေရမေ့နေတယ်လို့ပြောလိုက်ပါဒီလိုနဲ့လူဗီကိုအားလုံးလည်းနေရာအမိုင်းမှာစောင့်နေမိကြပြီးလူဗီကတော့ပင်တရမြတွေလည်းရွာကိုတိုက်ဖို့လုပ်နေတော့ပြီးဦးစော့ကလည်းသူချောစီရေလှုပ်ထားတာတောင်ဆောင်အမိုင်းမှာအလက်ကားတွေဖြစ်ကုန်ပြီလို့ပြောကလူဗီနဲ့ဦးစော့မြောက်ဘက်ကိုအရှင်ပြေးသွားပါတော့နာမီကလည်းမြောက်ဘက်ဆိုရင်သူ့လေပေါ်မှာထားခဲ့တဲ့ရန်နာတွေယူကုန်တော့မှကိုစိုးရိမ်နေခဲ့ပြီးမြောက်ဘက်ကိုအမြန်သွားဖို့လုပ်တဲ့အချိန်မှာပဲနာမီကမတော်ဆချောစီကိုတန်နှင်းမိသွားပါဇိုလှမ်းဆွဲတဲ့အခါမှာတော့နှစ်ယောက်လုံးပြုတ်ကျကန်ကြီးဖြစ်ပြီးတော့နာမီကဇိုနင်းပြီးအပေါ်ကိုပြန်တက်နိုင်ခဲ့ပါဇိုကတော့ချောစီနဲ့ချော်ကျသွားပြီးနာမီကလည်းသူ့ရတနာတွေကိုစိတ်ပူလို့ဇိုကိုတနည်းနည်းနဲ့ကိုယ့်အကူရအောင်ပဲတက်ခဲ့ဖို့ပြောကပြေးသွားပါတော့ဒီလိုနဲ့ပင်တရမြအုပ်လိုက်ကြီးကမြောက်ဘက်တောင်ဆောင်ကနေတက်လာတာနဲ့ဦးစော့ကလည်းဒီကွာနဲ့ဖြစ်ပါတော့မြောက်ဘက်တောင်ဆောင်လူဒီကအရှင်ပြေးသွားခဲ့မယ်ဦးစော့ပဲအရှင်ရောက်နေပြီဘာလို့မှမသိရနဲ့ပင်တရမြကိုမသိချင်းအနောက်ပြန်လှည့်ဖို့အတွက်ချင်းချောက်ပြောဆိုနေခဲ့ပါတစ်ဖက်မှာလည်းဇိုကချောစီကြောင့်ဘလို့မှအပေါ်တက်မရဖြစ်နေခဲ့ပြီးလူဒီကလည်းချွေးတဲ့ရွှေနဲ့မြောက်ဘက်ပြေးသွားပေမဲ့လမ်းမပြီးတော့ရွာဘက်ကိုရှောက်သွားပါဦးစော့ကတော့အခုချိန်နောက်ပြန်မလဲသူ့တပည့်တန်းတရားကငြိမ်နေမှာမဟုတ်ဘူးလို့ပြောရတဲ့ခါမှာတော့ချန်ကိုကရှုံနေပါသူ့ပဲသားတွေကလိန်ရအတိတာကြီးကိုပြောရတော့မှချန်ကိုလည်းသူ့ကိုတင်ရမလားလို့စိတ်တုန်နေတဲ့အချိန်ဘွယ်သားတယောက်ကတေပေါ်ကနေရန်နိုင်ရှာတွေ့ထားကြောင်းပြောလိုက်ပါဦးစော့ကတော့အဲ့ဒါဟာသူ့ရဲ့ရန်နိုင်ဖြစ်ပြီးဒီရန်နိုင်ယူပြီးရွာမတိုက်ခိုက်ဘဲနဲ့ထွက်သွားလို့ပြောနေခဲ့ပါဒီရန်နိုင်ကသူတို့ပြန်နေဖို့မလိုဘူးဆိုပြီးတော့ဦးစော့ကိုစိတ်ညော့မဲ့အချိန်မှာပဲနာမီရောက်ရှိလာခဲ့ပါနာမီကတော့သူ့ရန်နိုင်ကိုယူဖို့ပြောတဲ့ဦးစော့ကိုစော်ထည့်လိုက်ပါတော့လူဗီကောမရောက်သေးဘူးလားလို့မေးလိုက်တော့လမ်းပြောင်းနေရလားကြောက်လို့ထွက်ပြေးသွားတာလားတခုခုပဲဆိုပြီးတော့ဦးစောကိုရှင်းပြနေခဲ့ပါဦးစောနဲ့နာမီဟာပင်လယ်သမားတွေကိုသူ့ရင်ကိုယ့်ရင်တိုက်နဲ့ညှင်းခုန်နေတဲ့အချိန်မှာကပတိန်ချန်ကိုကအချိန်ဖြုံးမနေနဲ့သူတို့ကိုတိုက်ခိုက်ပြီးရွာထဲဝင်ကြလို့သူ့ရဲ့နောက်လိုက်တွေကိုအမိန်ပေးလိုက်ပါတော့ဇိုကတော့ဒေါ်တော်နဲ့သူ့သားတွေကိုထောက်ပြီးပြေးတက်လိုက်တာအပေါ်ရောက်လာခဲ့ပေမဲ့မြောက်ဖက်ဆိုတာဘယ်လမ်းမှမသိဖြစ်နေခဲ့ပါလူဗီကပါမြောက်ဖက်ကိုအခုချိန်ထိဘယ်မှမသိဖြစ်ပြီးတော့လမ်းပြောင်းနေတော့မှာဒီလိုနဲ့နာမီတို့ကလည်းပင်တရမြကြီးတက်လာမယ့်လမ်းမှာတန်ဂျုံတွေပြစ်ချထားလိုက်ပြီးသူတို့ဆက်တက်လို့မရခင်ဦးစောကတော့အပေါ်ကနေလေးကွာနဲ့စော်ပါတော့နာမီကဦးစောကိုထားခဲ့ပြီးတော့ထွက်သွားဖို့လုပ်ပေမဲ့သူတို့အနောက်ကိုပါတန်ဂျုံတွေပြစ်မိသွားလို့သွားမရဖြစ်နေပါအနောက်ကနေဦးစောကိုပင်တရမြတယောက်ကစော်ထည့်လိုက်တဲ့အခါမှာတော့ဦးစောလည်းလဲကျသွားပါပင်တရမြတွေဟာသူတို့ကိုကပတိန်ခူယိုကစောင့်နေပြီမို့လို့အမြန်သွားဖို့လုပ်ရအောင်မယ်လို့ဆိုပိတ်နေလို့ဦးစောကိုဓာတ်နဲ့ခုတ်တော့မဲ့အချိန်မှာနာမီကပြန်ရောက်လာပြီးတော့ကာပေးလိုက်နိုင်ခဲ့ပါဒါပေမဲ့နာမီယိုပါတိုက်ချသွားတဲ့အခါမှာတော့သူမပါလဲကျသွားခဲ့ပါရန်ကုန်ကလည်းအချိန်လေးကြာနေကပတိန်ခူကိုတက်တာခံရလိမ့်မယ်ဒီလူတွေကိုထားခဲ့ပြီးတော့ရွာအော်တာတိုက်ခိုက်ဖို့လုပ်ကြအောင်လို့အမိန်ပေးလိုက်ပါဒီလိုနဲ့ပဲပင်တရမြတွေလည်းရွာတွေကိုပြေးဝင်သွားကြပါတော့ဘာမှမတိုင်တော့ရဲ့ဦးစော့ဟာခါရာနဲ့ဦးစော့ရဲ့ပင်တရမြအဖွဲ့ဝင်ကလေးအကြောင်းတွေးတော့နေရင်သူဒီရွာကိုကာကွယ်ပေးခြင်းပဲမဲ့ဘာမှမလုပ်နိုင်တော့ပါကြောင့်ကိုယ့်ကိုယူကျုံမရဖြစ်နေခဲ့ပါဒီအချိန်မှာပဲပြေးသက်သွားရဲ့ပင်တရမြတွေအားလုံးပြန်လွင့်ထွက်လာတာကိုမြင်ပြီးအားလုံးအံ့ဩသွားကြပါတော့ဇိုယုံနဲ့လူဗီတို့ဟာအချိန်မီရောက်လာခဲ့တာပဲလို့နာမီကပြောလိုက်ပါတစ်ဖက်မှာလည်းကလာဂျောကတော့အိမ်ရှိမှထွက်ဆောင်နေပြီးသူ့ရဲ့အစီအစဉ်တွေပျက်စီးသွားရင်ဖြစ်လာမယ့်အကျိုးဆက်ကိုသိရတာနဲ့ဟိုကောင်တွေဘာလို့နောက်ကျနေရလဲလို့တွေးနေခဲ့ပါအကျိုးဆက်ကိုမသိရင်ရောအားလုံးကိုတက်ပြစ်ရလိမ့်မယ်လို့ပြောကသူ့ကိုယ်တိုင်ရွာတွေကိုထွက်လာခဲ့ပါတော့ဒါလေးရော One Piece အပိုင်း9ဖြစ်ပြီးရောအပိုင်း10ကိုနောက်နေ့မှာဆက်လက်ရှုစားနိုင်ပါတယ်တဘောကြရင် like follow subscribe လေးလုပ်ပြီးရော share ပေးခဲ့ကြပါအောင် comment